Kuaro Lutania Hachipi, Love Oracle Chipi, Love Oracle in a chipi medaro, a chi di damebono, a chi di danchipi mapari. Love Oracle, Barry Piom Levono, tea, a Kuani Savio, November Scorpio Gala, Gontibono, Sagittarius Mayakin, or chi di Bapim. Oh, get the out of Jalo. Chi ma bari sawamle bari shawamle bono chi ba be da ro chi di tan ma healthy choice ba be phit ni bono ko ye chama yu be phwi che ba self love ဒီများများရှိပါတချို့တွေအသေးကွဲပြီးတော့ပြန်ပြီးတော့ယုံထားတဲ့လူတွေဆိုလို့ရှိရင် self love များမှသာကိုယ်ကမွန် online နေပေါ့နော်ဒါကြောင့်မလို့သူများကိုချစ်ဖို့ဆိုတာကိုယ်တိုင်ချစ်မှရတယ်ပေါ့နော်ကိုကိုအရင်ချစ်ကြည့်ပါချစ်ပြီးတော့မှကိုချစ်လို့ပို့ပြီးဆိုကြမှာတခြားလူကိုချစ်ပါပေါ့နော်ဒီမှာဒီကက်လေးကအဲ့လိုလေးပြောထားပါတယ်ရှင်ကိုတိုင်းပျော်ရွှင်မှတခြားလူကိုပျော်ရွှင်မှုပေးတာအစစ်မှန်ပေါ့နော်ကိုကမပျော်ရွှင်မနဲ့တခြားလူကိုပျော်ရွှင်ပါစေလို့ဆုတောင်းနေတာဒါမဖြစ်နိုင်ဘူးပေါ့နော်ဒါကတော့ general ပေါ့ general ဒီလိုဖြစ်ပါတယ်ကျမလည်းအတူတူပါပဲကျမလည်းစိတ်တည်ညစ်တယ်မှာဆိုတပါးသူကိုမေတ္တာတွေပို့ရင်လေဘယ်လိုပြောမလဲပို့တာလေကိုကပူလောင်နေရလေဟုတ်တယ်မလားအဲ့တော့ပူလောင်တာတွေပဲရမှာပေါ့အခုကျမပျော်တဲ့အချိန်မှာမေတ္တာပို့တော့ရပျော်တာတွေရမှာပေါ့နော်အကြောင်းမလို့ကိုကနေပဲစားပါဘောနော်ဟုတ်ပြီနောက်တစ်ခုက sunglass တင်အောင်စောင့်ကြည့်နေတဲ့လူရှိတယ်ပေါ့နော် X dollar ကောင် crash dollar ကောင်ဒါမှမဟုတ်ရှင် new person ပေါ့နော်အဲ့လိုမျိုးတင်အောင်စောင့်ကြည့်နေတာလေးရှိတယ်ထားလိုက်ပါတော့တင်ရဲ့ TikTok account ကြီးဒါမှမဟုတ်လို့ရှင်တခြားဥစားတွေပေါ့နော်တင်အောင်စောင့်ကြည့်နေတဲ့လူရှိတယ်တဲ့ကဲကိုရဲ့ crash ကပဲကိုစောင့်ကြည့်နေလားဒါမှမဟုတ်လို့ရှင်ကိုရဲ့ X ကပဲစောင့်ကြည့်နေလားဒါပေမဲ့ဘယ်လိုတွေစောင့်ကြည့်ပေါ့နော်အမြဲတမ်းတောက်ပနေပါလို့ယောက်ျားလေးဖြစ်မိန်းကလေးဖြစ်ပေါ့နော်အသေးကွဲမနေနဲ့လူဖြစ်ရတဲ့ခဏလေးမှာအသေးကြီးကွဲမနေနဲ့နော်အသေးကွဲတာအောင်မကြိုက်ပါဘူးချစ်စရာရှိရင်ချစ်လိုက်ထားသွားရင်နေခဲ့လိုက်အသက်ထက်ချစ် wearing ringဒီတလုံးမှာတကယ်လို့ကြီးစားရှိရဲ့ relationship လဲကောင်းနေတယ်အဆင်ပြေနေတယ်ဆိုလို့ရှိရင်လက်ထက်ခွင့်တောင်းတာမျိုးတွေ propose လုပ်ထားလိုက်ပါတော့ crush ရှိရဆိုလို့ရှိရင်လည်းကိုယ် propose လုပ်တာမျိုးလေးတွေကြုံတတ်တယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ်စိတ်ထဲထင်နေတဲ့လူကကိုယ် propose လုပ်တာမျိုးလေးတွေကြုံတတ်ပါတယ် union နဲ့ဒါစောင့်မျှော်နေတဲ့လူတွေပြန်လာတာမျိုးလေးတွေလည်းရှိတယ်ပေါ့နော် x ဆိုလို့ရှိရင်ပြန်လာတတ်တယ်ပေါ့နော်ဒါပေမဲ့အသက်ရှာသွားတဲ့လူဆိုတော့ပြန်လက်ခံတယ်နော်ပြန်လက်ခံလို့မရပါဘူးအသက်ရှာသွားတဲ့လူဆိုပြန်လက်ခံစရာအကြောင်းမရှိဘူးနော်ငါကက်ကြည့်ပေးမယ်ပေါ့နော်ဘာသုံးကက်ပြီးသွားပါပြီနောက်တစ်ကက်ကြည့်ပေးပါမယ် twin flame wearing ring ရဲ့ twin flame ရဲ့ပေါ့နော် okay twin flame นี่ union ဖြစ်မယ်ပေါ့နော်ဒါကတော့ထားတော့ page တော်များများတော့ကြားရမယ်လို့ထင်ပါတယ်ဒီ retrograde က17လပိုင်းနဲ့ဆက်ခွန်ဆိုလို့ရှိရင်ပြီးမယ်ပေါ့နော်အဲ retrograde ပြီးသွားလို့ရှိရင်တကယ်လို့လူကောင်းနေဆိုလို့ရှိရင်အဲ့ဒါပြီးလို့ပြန်လာတယ်လို့ဆိုတော့စဉ်းစားလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီရဲ့17လပိုင်း9ရက်နေ့ကနေ29ရက်နေ့အတွင်းအရင် H တွေပြန်လာတာဆိုလို့ရှိရင်တော့လက်မခံနေပေါ့နော်29ရက်နေ့ကြော်သွားလို့တချို့ကိုဖောက်ပြန်ပြီးသွားတာမဟုတ်ဘူးရိုးရိုးတန်တန်လမ်းခွဲသွားတဲ့လူတွေဆိုလို့ရှိရင်ပြန်လာတယ်ဆိုလို့ရှိရင်လက်ခံနိုင်လို့ရတယ်ပေါ့နော်အဲ့ဒါ twin flame လေးဖြစ်နိုင်တယ်ပေါ့နော်ဒီလိုမျိုးလေးမြင်ရပါတယ်ဒါကတော့ general energy ဖြစ်တဲ့အတွက်ကြောင့်မလို့အရင် serious တော့ဖြစ်ပါနေရှင်ကဲပြန်လာလို့ရှိရင်တတိချာချာကြည်ပါတတိချာချာဆုံးဖြတ်ပါဝေဖန်ဆုံးဖြတ်တဲ့စဉ်းစားဉာဏ်နေနဲ့အတူပြန်လာတဲ့လူကိုလက်ခံခြင်းလဲလက်ခံပါတော့ခုနကပြောခဲ့လို့ propose လုပ်တဲ့လူကိုကြည်မယ်ဆိုလို့ရှိရင်လဲတတိချာချာခါနာကြည်ပါအုံနောက်ရောနှလုံးသားရောကြည်ပါပေါ့နော်အချိန်တွေကအရန်ရှားတယ်ပေါ့နော်ကိုယ့်အပေါ်မစစ်မှန်တဲ့လူအတွက်နဲ့ဘာလို့ကိုယ့်ရဲ့ကောင်းမွန်ဆုံးအချိန်ကိုပေးမလဲပေါ့နော်အဲ့လိုမျိုးဆက်နေတာဖြစ်တဲ့အတွက်ကြောင့်ဒါကတော့ကိုတိချာဆုံးဖြတ်ဖို့ပြောတဲ့ကက်လေးပေါ့နော်ဟုတ်ကဲ့
ငါကက်ကြည့်ပြလိုက်တာပေါ့နော်ဒါကတော့ the love Oregon note လေးနဲ့ကြည့်ပြလိုက်တာပါဟုတ်ကဲ့ energy ကြိုက်တယ်ဆိုလို့ရှိရင်လည်း like and subscribe လေးလုပ်တော့ပြီးအောင်ပေါ့နော်ကျမကဒီ tarot ကရတဲ့ဟာတော်တော်များများအလုံးလုပ်တာပေါ့နော်သိတဲ့လူလည်းရှိမယ်မသိတဲ့လူလည်းရှိမယ်အများအပြားကတော့ကျမက tarot ကရတဲ့ပတ်စံတော်တော်များများကိုကျမကိုယ်ပိုင်မသုံးပါဘူးအလူငွေပဲလုပ်တာပါဒါကြောင့်မလို့ကျမ channel view များလို့ရှိရင်လည်းကျမပတ်စံရတော့မှာပေါ့နော် follower ကတော့1000ပြည့်မှရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ follow လေးတွေလည်းလုပ်ပြခဲ့ပါအောင်ရှင်အပန်းမကြည့်လို့ရှင်လေဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲ energy ကြိုက်ကြပါစေတကယ်လို့ energy မကြိုက်လို့တခုခုလွဲချော်မှုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လည်းအားလုံး sorry ပါအားလုံးပဲကျမ်းမာချမ်းသာလို့ရဆန္ဒပြပါစေကောင်းသောသူများနဲ့တွေ့ဆုံနိုင်ကြပါစေရှင်